ဒူးလေးကျွေးတယ်မလေးပဲပြင်းနေလို့နေရွက်တက်နေပြီပါဘူးအိုးလာလေးကြီးလို့ကူရလေးမခွေနိုင်မခွာရှက်ပါကလားအစေပါခြေသမျှခေတမချစ်စဲခြင်းမဒူမောင်မေကြောင့်စက်တုံးဘောင်းထဘေးဘယ်တင်စားစိတ်ချူညာနဲ့ကြာနေရှိလေမင်းလည်းတော့ဘုရားကိုစောင့်စားနေသူရဲ့စိတ်မပူနဲ့တနေ့တစ်ခါမောရှောက်လာမဲချစ်သူမောင်ရဲ့ချစ်သူမောင်ရဲ့ချစ်သူမောင်ရဲ့မင်းတို့ရှိတော့မချမ်းအောင်နိုင်အတလေးတဲ့သူချစ်မဲ့တနေ့ချိုးလို့ဒီလိုသူစားနွေစိတ်ကောက်တော့လည်းကရတာပဲနော်တကယ်မှအတန်လေးကဟုတ်နဲ့ဆက်စီကြတယ်ဟာအဲ့ဒါရိုးရိုးမဟုတ်ဘူးမင်းတို့တခင်မကောက်ဆိုင်နေတာစိတ်ကောက်နေတာ စိတ်ကောက်နေတာတကယ်မှမျက်နှာလေးရတယ်ဘာဖြစ်နေလဲလာတယ်ဘယ်လိုလဲကောက်နေတာတကယ်မှကောက်နေဒီကောင်ကတောက်ဒီမိကျောင်းစာကျွေးခံမလုပ်နဲ့မိချောင်းတောက်တယ်နမတော်လေးတော့မခေါ်နဲ့ဟဲ့ရောင်းရတဲ့ကြောင်ခင်ဗျားတို့ကျုပ်သခင်မပြောနေတယ်တော့မခေါ်နဲ့လေဟာလာခေါ်တာမလဲလားအောက်သွားအေးပါမတော်တော့ပေါ်သွားအဖီထောထားတာအဲ့တခေါက်နဲ့နေတူမနဲ့ပေးစားလိုက်နေတူမအောင်ဒီစားတဲ့ကောင်အောင်ချင်မလို့မောင်းရင်ပက်လက်လက်သားဖြင်းအဲ့ဒါလည်းကောင်းတယ်နမတော်လေးတော့မခေါ်နဲ့အခုတော့မခေါ်နဲ့လေတကယ်မလေးတို့လေးကမခေါ်ဘူးရှောက်သွားလို့ပေးနေတာငါတို့ကိုယ်တော်လေးလာပြီးတော့ရိုးနဲ့ထိုးလိုက်လို့ဘူးပါဘူးမောင်ကြီးရဲ့ဒီမှာကျေတော်နေရာသလုံးကခလောက်ခလောက်ပါမယ်ငကျွေးဖေဟာနေဘာဖြစ်ဒီပါဦးရသူကစကားတွေများနေတာကိုယ်တော်လေးတကယ်မလေးကစိတ်ဆိုတဲ့ကျွန်တော်မျိုးနဲ့ပဲထင်းကြလက်ထအော်ဒါယူနေတတ်ခံနေလို့အဲ့လိုပြောစီရလားတခင်မပြောစီရလားကဲရတော့ညလုံးကရှိကမ်းမရှိလက်ဆောင်ထိုးနေတယ်ညနေမှာနမတော်လေးမောင်တော်တကုန်းတပကန်းနေတော့ရေလန်းခရီးကိုအခါခါဖြတ်ပြီးတော့ဒီထိရောက်လာပြီလားနမတော်လေးကစိတ်ဆိုးနေတော့မယ်လားဆိုးတာပေါ့မောင်တော့အခုမှလာပြီးတော့တကယ်ပါလေမြင်တော့မူးနေတာမင်းကြီးတော့မူးနေတာဟုတ်ပါဗျာကျောင်းနေတယ်ခုမှလာမှာပေါ့ဖျားတန်းစီရတယ်ရေလန်းခရီးနဲ့လာတာစီရမီးပွိုင်မိနေတယ်ဒီလက်မီးပွိုင်ခြေလန်းကုန်းလန်းမီးပွိုင်ရှိတယ်မသားကြီးရဲ့ဟုတ်တယ်ကျန်တဲ့ရှိတယ်စိတ်ဆိုးနေတယ်ခြေလိုက်ပါမိုးတွေကအုပ်နေတယ်ချောတဲ့စီမရဝင်တဲ့ဒီစီတောင်းထဲမှာမျောပါဘောဒီကရိုင်းတော့ထဲထဲဝင်မလာနဲ့တော့ခုမှကိုတောင်းနေကြမရှိဘာဖြစ်နေတာလဲအခုရတယ်ခဏခဏအစိုးအောက်စုလာကြီးပြေးလာတာတော်တော်လေးဘာလဲမောင်တော်ချစ်တော်နမတော့မယုံဘူးလားမယုံပါဘူးနော်တကယ်မယုံဘူးပေါ့တကယ်မယုံဒါဆိုရင်မောင်တော်ကြိမ်ပြကြိမ်ပြမယ်နဲ့နွားမဝင်နော်နေမယ်လေနော်အဲ့ဒီချိန်ပြောတာသစ္စာဆုံးပြမပြောနေတာသစ္စာဆူပြောင်းမယ်ပြောတာမနက်ပါဗျာမသိတော့မလီမေးမလီမာလီတော်စီးခေါ်ရီယာရှင်မွေးလုံးလေးကိုလေမင်းနဲ့တော့ကိုတော်လေးကဘလောက်ထိချစ်တယ်လဲဆိုရင်ဘလောက်ဒီချစ်တယ်လဲဗျာဟောဒီကငေးချုံနေအလုံးမိုးချုံပြတေးရပါစေတော်လေးချစ်လိုက်တဲ့ဒီကနေတိုးနဲ့ဘာမှဆိုင်ပါဘူးဒီလိုနေနေတွေ့တယ်အေးကျမ်းမှာဘယ်လိုနေရမလဲဒီလောက်သူအေးကျမ်းမှာလည်းဒီရရွှေသူကတော်တော်မလို့အေးပါနေတူရှင်မွေလာပြောငါဘာကောင်မှမလို့ဘယ်လိုอ่ะမင်းငပိကောင်စားမကောင်းတယ်နော်တော်တော်နေလေအခုမလာတော့ဝေးပါဘာလို့ချက်ပရီးနေရှုံးပြီလားမေ
တော်ကခင်လို့တကယ်ချစ်တာဟုတ်လို့လား ။အိုးခင်လို့ရေခင်လို့လေဟောဒီကရှင်မွေးလို့လေးကိုတော်ကအသေးတဲ့နှလုံးသားလေးကြောက်ကတဲ့ဦးတဲ့ဦးတဲ့တဲ့ရေးတဲ့ချက် နှလုံးမပင်နာဘူး ဒီတဲ့နှလုံးဒီနှလုံးပြောတာ ဟော ရှင်တဲ့နှလုံးသားတွေကချစ်တာဒါကြောင့်ဘလုံးနဲ့အန်ဒီရည်များတော်ညာလေဟောဒီကနမတော်လေးရှိတာကိုတော်ကအမြဲတမ်းလာခဲ့ရတာကို မန်နေလေးဒီနှာခေါင်းကိစ္စဆိုသေးတယ်နဲ့သွားမှာပဲ ဟုတ်တယ် မောင်နဲ့ပတ်သက်လာရင်လေမောင်နဲ့တရေချောက်တယ်ဆိုလေသွားတာပဲဟိုကျမှဖြစ်ချင်တာပြီ ဒီမှာလေးရှိလာမှုဆိုရင်ကိုတော်လေးကလေပုံတိုင်းပဲလည်းမကြောက်ဘူး။အနည်းကဝလုံးကြီးကိုဖတ်ထားတာလွတ်တော်တယ်။ရတယ် အမလေးကဒီကိနေလေးပါဘူးလား ။အားတော့ကိုတော်လေးကတရေကြောက်တယ် ဟဲ့လား ။အဲ့တော့ ဘယ်လိုလဲ နောင်ကြီးတို့နှစ်ယောက်ကိုအချောက်ခံမှုလား ဘယ်လိုလဲ ။အားတော့ကိုတော်လေးကတရေကြောက်တတ်တယ် အာ ။အဲ့တော့နောင်ကြီးတို့နှစ်ယောက်ကိုအချောက်ခံမှုလား အဲ့စကလေးကတော့ခက်တယ်နော်အထောက်မခံဘူးဆိုလေဘူးသူတဲ့နေရကြောင်းပဲအချောက်ခံမှုတဲ့ဆိုရင်လည်းဖေကောင်းကြီးရကြောင်းပဲငါလာပြောတာနေဟောနေကတောင်မြောင်းပြန်လာတော့တခါလိုက်တော့ဖြစ်မှာလေငါနှခါရဲပါ ကဲတော်ကြတော့လေ အချစ်ကကဘာမြတ်မတာမကမဘာတရာချာလို့ပြောချာတော့ဝေချစ်ချင်ဝိလာညာညာညာဝေ ကလိုက်ပါဒီမှာလေစိတ်ကောက်နေတော့ကလိုက်ပါ အချစ်ကစားတဘာမြတ်မတာမကမဘာတရာချာလို့ပြောချာတော့ဝေချစ်ချင်ဝိလာညာညာညာဝေ အသေးကြောင့်တဘာပြုခမဲတော်ဖယားပန်းကြောင်းရှောင်းအားဝေအသေးကြောင့်တဘာပြုခမဲတော်ဖယားပန်းကြောင်းရှောင်းအားဝေ နောင်ကစိတ်မသာဝေတွေ့ညာတာဝေနာရရနေတော့ခင်ဗျာခေပြောစိတ်ချတော့မယောနိုင် ကဘာကဘာဝေမတွေ့နိုင်တော့လေအသိချီညိုပါလေရှင်မွေလာခေလုံးသူစားနွေ အာနေကစင်းကြီးလာပြီအာ တော်လေးစိတ်ထဲ